ဒီဓာတ်ဟာဆိုရင်တော့ဒေါ်လာ10ဘီလီယံကျော်တောင်တန်ဖိုးရှိပြီးတော့ကျန်းပြင်ပေါ်ကိုကျသွားရုံနဲ့တင်မီတာဝက်အထူရှိတဲ့ကြောက်သားပြင်ကြီးကိုအလွယ်တကူလေးထိုးဖောက်သွားနိုင်ပါတယ်ဒါပေမဲ့တိုရီကိုတယောက်ကတော့သူ့ရှိမှရှိနေတဲ့လူကတကယ်ပဲဒီဓာတ်ကိုသုံးလုံးနိုင်မယ်လို့မယုံကြည်ပါဘူးအဲ့ဒါကြောင့်တိုရီကိုဟာသူ့ရှိမှရှိနေတဲ့လူကတကယ်ပဲကမ္ဘာအတော်ဆုံးပပဲဆရာကြီးမက်ဟုတ်မဟုတ်သိရအောင်စမ်းသပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်မက်ကလည်းစမ်းသပ်မှုကိုလက်ခံလိုက်ပြီးတော့မျိုးတုံးသွားပြီဖြစ်တဲ့ဘန်နစ်ရှက်ငမန်းရဲ့သွားတွေနဲ့ပြုလုပ်ထားတဲ့ဒဏ္ဍာရီလာဓာတ်တစ်လက်ကိုထုတ်သုံးလာခဲ့ပါတယ်အဲ့ဒီဓာတ်ကိုတစ်ချက်ဝေရမ်းလိုက်ရုံနဲ့တင်မြေပြင်ဟာနှက်ဆိုင်နဲ့6ကြီးတစ်ခုလိုဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့တိုရီကိုကအဲ့ဒီတိုက်ခိုက်ချက်ကိုလက်ပလာနဲ့ခုခံလိုက်ပြီးပြန်လည်တိုက်ခိုက်လိုက်တဲ့အတွက်ကြောင့်မက်ရဲ့ဓာတ်မှာအချိုင်ကြီးတစ်ခုဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့မက်ကဓာတ်ကိုဖက်နဲ့အသားလေးပုတ်တိုက်လိုက်ရုံနဲ့တင်မူလအတိုင်းပြန်လည်ကောင်းမွန်သွားစေခဲ့ပါတယ်အဲ့ဒီနောက်မက်ဟာတိုရီကိုစီကိုပြေးဝင်လာခဲ့ပေမဲ့တိုရီကိုကတော့အသားအရာလေးအနိုင်ယူလိုက်ပါတယ်အဲ့ဒါကြောင့်ဒီလူဟာမက်စစ်မဟုတ်ပဲမက်ရဲ့တပည့်တာဖြစ်ကြောင်းပေါ်သွားခဲ့ပါတယ်တကယ်တော့မက်အစ်စ်ဟာလွန်ခဲ့တဲ့6နှစ်ကတည်းကပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်မက်အစ်စ်ကိုရှာတွေ့ဖို့အတွက်တိုရီကိုဟာအလွန်အန္တရာယ်များတဲ့6ကြီးတဲကိုဆင်းသွားခဲ့ရပါတယ်အဲ့ဒီနေရာဟာကမ္ဘာမြေမျက်နှာပြင်ထက်ဆွဲအားဆယ်ဆပိုပြင်းထန်တဲ့နေရာဖြစ်ပါတယ်တာမန်လူဆိုရင်ချက်ချင်းတည်သွားနိုင်တဲ့အထိပြင်းထန်ပြီးတိုရီကိုကိုယ်တိုင်တောင်သွေးတွေအားလုံးခြေထောက်ထဲစုပြုံရောက်ရှိသွားတဲ့အထိခံစားခဲ့ရပါတယ်ခြေလမ်းတိုင်းဟာအလွန်ခက်ခဲနေပေမဲ့တိုရီကိုဟာသူ့ကိုယ်သူဘောလုံးတစ်လုံးလိုလုံးထွေးပြီးလိမ့်ဆင်းတဲ့နီလန်းကို3က6အောက်ခြေကိုဆင်းသွားခဲ့ပါတယ်အောက်ခြေကိုရောက်တဲ့အခါမှာတော့တစ်ဖြက်ဖြက်တောက်နေတဲ့ရတနာကြောက်တုံးတွေနဲ့ပြည့်နေနေတဲ့လှပစမ်းကျဲတဲ့ကမ္ဘာတစ်ကြီးတစ်ခုကိုတွေ့ရှိခဲ့ရပါတော့တယ်